皆さん、こんにちは。ノヴァです。ちょうど entry level 新幹線 master reading やサバリレオパニア、だそうい、6ပိုင်းမြောက်ပေါ့နော်။じゃあ、始めましょうね။စာပိုက်ကိုမဖတ်ခင်မှာပထမဆုံး vocabulary လေးတွေကိုလေ့လာကြမယ်။အဲ့တော့ပထမတစ်လုံးတန်ရှာကယထာဘာစတာဘတ်ပဲနုတ်တယ်လို့ဆိုရင်စီးနေတာပြောတာနိုရုကစီးတာပေါ့နော်။အိုတိုရှိယိုရီကကြတော့တက်ကြီးရွယ်ဝင်ပြောတာဒါခါရတာဖူဂျီယူကကြတော့မလွတ်လပ်ဘူးလို့တိုင်းတင်ရမယ်ဒီခဏကိုဖူဂျီယူနာဟီတိုဆိုရင်မတန်ဆွမ်းကိုပြောတာပေါ့နော်နောက်တစ်ခုကကြတော့ဆေခိထိုင်ကုန်ပြောတာယူဇူရာနိုင်ကကြတော့ထိုင်ကုန်ဖယ်မပေးတာပေါ့နော်ယူဇူရုရဲ့အငင်းပုံစံပေါ့ဝါကမွန်နိုကကြတော့လူငယ်မိခါခဲရူကကြတော့တွေ့ရတယ်ဆိုတဲ့အိပဲခီကူကနားထောင်တာအီဇန်ကအရင်တုန်းကဆိုတဲ့အိပဲယူဇူရုကကြတော့ဒီခုနယူဇူရနိုင်ရဲ့အငင်းပုံစံမဟုတ်တဲ့ဟာပေါ့နော်ယူဇူရုထိုင်ကုန်ကိုလွှဲပေးတာဖယ်ပေးတာခုတိုဝါလာတဲ့သူကကြတော့ passive ပုံစံနဲ့ရေးထားတာအငင်းခံရသည်ဆိုတဲ့အိပဲခီမိုချီကကြတော့စိတ်ခံစားချက်ပေါ့နော်နောက်ခုရှိတဲ့ရှိမှတာဆိုရင်မရှိတော့ဘူးဖြစ်သွားတယ်ဆိုပျောက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ပဲယူခီကတော့တတိနာနီကအီလီမတ်သူကလိုအပ်သည်ဆိုတဲ့အဓိပ္ပာယ်တိုးဆိုဒါကတော့လူတိုင်းသိပြီးသားပေါ့နော်တခုခုကိုဘက်က offer လုပ်တာစားပါလာပါထိုင်ပါစသဖြင့်အဲ့တော့တိုးဆိုခွဲကိုခက်ခဲလို့ဆိုတာအတန်ပြူပြီးခွဲကအတန်ပေါ့နော်ခန်းရှာဆိုတာကဂျေဇူးဆိုတဲ့အဓိပ္ပာယ်ဂျေဇူးတရားခန်းရှာစတေမတ်ဆိုရင်ဂျေဇူးတင်နေပါတယ်ပေါ့ခိုက်တဲ့ခရူဆိုတာကအပြန်ပြီးတော့ပြန်ပေးတာပေါ့နော်တယောက်ကိုကွာတစ်ခုလုပ်ပြလိုက်တယ်သူဘက်ကနေပြန်ပြီးတော့ဆိုရဲအဲ့ခိုက်တဲ့ခရူပေါ့ဒါကြတော့အေကာအိုကအပြုံးမြန်တာစကီကနောက်ထပ်ဆိုတဲ့အဓိပ္ပာယ်အစ်ယောကမရှိမဖြစ်လို့တာစနာဦးနေဆိုရင်ဒီနာခံတတ်တော်ယူတာတော့ပေါ့နော်တိုင်းနာတတ်တော့အဲ့လိုအဓိပ္ပာယ်လေးရှိတယ်ဆိုအားကထိုင်တီဝါရက်တဲ့ဆိုရင်ရီပြီးတော့ဆိုတဲ့အဓိပ္ပာယ်နာနီတဲဟိုရှိကိုလလုတ်ပေးစေချင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဟိုက်ဒါဆိုရင်အခု vocabulary လေးနဲ့ရင်းနှီးသွားပြီဆိုလို့ရှိရင်စာပိုက်ဖတ်ကြရအောင်ထုံးစံတိုင်းပထမတစ်ကြောင်းကスキの文章を読んで質問に答えなさい。答えは1、2、3、4から最も良いものを一つ選びなさい。だそういうサプメ。電車やバスに乗っていると、やはりバスがあります。CA チェイマーのお年寄りや体の不自由な人に席を譲らない若者を見かけます。ဒီတက်ကြီးရွယ်အိုတွေနဲ့ခါရဒါနိုဖူချူနာဟီတိုဒီကိုလက်ထုတ်ရင်ချက်ရှိတဲ့သူတွေသူတို့ကိုထိုင်ကုန်မဖယ်ပေးတဲ့ဝကမွန်နိုလူငယ်တွေကိုတွေ့ရပါတယ်တဲ့ရှိကရှိလာပြီးမဲ့တဲ့စက်ကီယိုယူဇရာနိုင်ဝကမွန်နိုနိခေးတယ်မီလို့တော့အဲ့ဒီမဖယ်ပေးတဲ့လူငယ်တွေကိုနားထောင်ကြည့်တဲ့အချိန်မှာပေါ့နော်သူတို့ကိုမေးကြည့်နားထောင်ကြည့်တဲ့အချိန်ကြတော့တဲ့အဇန်ကအရင်တုန်းကယူဇူရိုတိုရှိတာကိုတူကအလူကအဲ့လိုဖယ်ပေးလိုက်မယ်ဆိုပြီးမှလုတ်တဲ့လုတ်ဖူးရပေါ့နော်လုတ်တဲ့ကိစ္စကကိုတိုကအလူကရှိပေမဲ့တဲ့ခုတိုဝါရတဲ့တက်မတဲ့အငင်းခံလာရပြီးတော့ဆိုနိုအတိုကအဲ့ဒီငင်းခံရပြီးနောက်ပိုင်းမှာတော့တဲ့မို့ထပ်ပြီးတော့ယူဇူရိုတိုအယူခီမိုချီကိုနောက်ခုしてしまったという人も多いのですဒီငင်းခံရပြီးနောက်ပိုင်းမှာထပ်ပြီးတော့ဖယ်ပေးမယ်ဆိုတော့စိတ်ခံစားချက်ကမရှိတော့ဘူးဖြစ်သွားတယ်လို့ပြောတဲ့သူတွေလည်းများပါတယ်တဲ့အဲ့တော့ဝကိုင်းမနိုနီဆိုတဲ့ဒီလူငယ်တွေအတွက်ကတော့တဲ့ရှီရာနိုင်ဟီတိုနီမတည့်ရသူတွေကိုခိုးရကိုခက်ခဲလို့တော့စကိုရှိခင်ချောရှိမတ်ဒီကိုနမတည့်ရသူကိုအတန်ပြုတ်ဖို့ဆိုတာကစကားစပြောဖို့ဆိုတာကနည်းနည်းလေးရင်ခုန်ရစိတ်လှုပ်ရှားစရာကောင်းနေပေါ့နော်ဒါစိတ်လှုပ်ရှားစရာကောင်းတာကောင်းတဲ့ခံစားချက်မျိုးမဟုတ်ဘဲနဲ့ဒီစိတ်လှုပ်ရှားတယ် anxious ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဟစ်တိုနီ席を譲るのは少し勇気がいります。ဒီလူတွေကိုထိုင်အောင်ဖယ်ပေးဖို့ဆိုရှင်ရင်တတိနည်းနည်းလိုအပ်တယ်ပေါ့နော်။တိုဇိုတိုခွဲကိုခက်ခဲတာတော့ခင်းနီဒီထိုင်ပါဆိုပြီးတော့အတန်ကိုပြလိုက်တဲ့ချိန်မှာခန်းရှာနိုကိုတိုဘာတို့ကျေးဇူးတင်တဲ့စကားလုံးတွေနဲ့အေဂါအိုကခါတဲ့ခရပါဒီအပြုံးမျက်နှာကိုပြန်ပြီးပေးခဲ့မယ်ဆိုရင်တစ်ဖက်လူပါပေါ့နော်။အဲ့လိုပေးခဲ့မို့ဆိုရင်စကီမိုထပ်ပြီးတော့စကီမိုနောက်လာမယ့်အချိန်ဒီမှာလဲမတာယူဇူရိုတို
いう気持ちになります。နောက်တစ်ချိန်နေမှာလည်းထပ်ပြီးတော့ဖယ်ပေးခြင်းနဲ့စိတ်ပေါ်လာမယ်ပေါ့နော်။ဒါကလည်းအဲ့ဒါကြောင့်もし席を譲られたらထိုင်ကုန်ဖယ်ပေးခံရမယ်ဆိုလို့ရှိရင်တဲ့ကိုယ့်ကိုတယောက်ကလို့ထိုင်ကုန်ဖယ်ပေးခဲ့ရင်その必要はないအဲ့တော့လိုလည်းမလိုအပ်ပါဘူးဆိုပြီးတော့မှတော့အမတ်တယ်မို့ထင်လို့ရှိရင်တောင်မှတဲ့စွနောင်နိစွာရီဒီလိုမျိုးပဲရိုးရှင်းရှင်းပဲထိုင်လိုက်ပေါ့နော်ထိုင်လိုက်ပြီးတော့ဝါဒတဲ့ရှိပြီးတော့ありがとうတော့ကျေးဇူးတင်ပါတယ်လို့答えてပြန်ဖြေပြီးတော့あげてほしいပြန်ဖြေပြီးတာကိုလိုချင်ပါတယ်ဆိုပြီးတော့တော့思いますလို့ထင်ပါတယ်တဲ့はいအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီစာပိုက်ရဲ့အဓိပ္ပာယ်ကိုနားလည်သွားပြီပေါ့နော်အဲ့ဆိုလို့ရှိရင်အစဆုံးအတန်ထွက်တည်တယ်မယ်တင်ဖတ်ကြည့်အောင်電車やバスに乗っているとお年寄りや体の不自由な人に席を譲らない若者を見かけます。しかし、席を譲らない若者に聞いてみると、以前は譲ろうとしたことがあるが、断られてしまって、その後はもう譲ろうという気持ちをなくしてしまったという人も多いのです。若い人にとって知らない人に声をかけるのは少し緊張します。人に席を譲るのは少し勇気がいります。どうぞと声をかけたときに、感謝の言葉と笑顔が返ってくれば、好きもまた譲ろうという気持ちになります。だから、もし席を譲られたら、その必要はないと思っても、素直に座り、笑ってありがとうと答えてあげてほしいと思います。はい。အဲ့ဆိုလို့ရှိရင်မိကုံးလေးကိုဖတ်ကြည့်ကြရအောင်။မိကုံးက答えてあげてほしい。အဲ့လိုမျိုးと思っているのは誰かဒီအပြုံးမျက်နှာနဲ့ကျေးဇူးတင်စကားပြန်ပြီးတော့ပြောပေးတာကိုဖြည့်ပေးတာကိုလိုချင်တယ်ပေါ့နော်ဖြည့်ပေးစိတ်ချင်ပါတယ်လို့တွေးနေတဲ့သူကဘယ်သူပါလဲတဲ့အဲ့တော့お年寄りや体の不自由な人လား席を譲らない若者ထိုင်ကုန်မဖယ်ပေးတဲ့လူငယ်လား若い人လူငယ်တွေလားこの本を書いた人ဒီစာကိုရေးထားတဲ့စာရေးဆရာလားはいအဲ့ဒါဆိုရင်အဖြေမှန်ကဘာဖြစ်မလဲはい皆さんお疲れ様でしたまた会いましょうねJust take the first step and the next